စင်းတင်းချွေထားတဲ့စူပုတ်ရက်လေးထည့်ပါမယ်နော်ပြီးရင်စားအချို့မှုထည့်ပေးပါမယ်စက်သွန်နီစက်သွန်ချူထည့်ပြီးဟင်းဦးလေးကိုဆက်ပြီးချက်ထားပေးလိုက်ပါမယ်စူပုတ်ရက်အရေးတောက်ဟင်းချိုလေးကတော့ဆက်ပါပြီနော်နောက်ထပ်ကြက်မဖောက်ချက်ဟင်းလေးကိုဆက်ချက်ကြမယ်နော်စက်သွန်ဖြူကိုစီအရင်တက်ပါမယ်။ရင်းကတော့ပုံမီလို့မထည့်ထားပါဘူးနော်။ပြီးရင်စနုံးမုတ်အနည်းငယ်ထည့်ပါမယ်။စက်သွန်လေးတွေနွမ်းလာရင်အစင်းတိတ်မိထားတဲ့ခရမ်းကျင်ပြီးလေးတွေထည့်ပေးပါမယ်နော်။အတွက်စားအချို့မှုထည့်ပေးပါမယ်။ပြီးရင်တော့ခရမ်းကျင်ပြီးလေးတွေနူးပြီးအထိဆက်ပြီးချက်ထားပေးလိုက်ပါမယ်နော်။ Oh my god! Wow! ချက်စားကြည့်ကြနော် နောက်ထပ်လည်းဟင်းချက်ဗီဒီယိုလေးတွေ